ကပောက်ကျမ်းခန်းကြီး35အငယ်1မှ8ထိုနောက်ဘုရားသခင်ကတင်ထ၍ဘေတလအရပ်သို့တွားနေလော့တင်သည်အကူအေသောထံမှပြေးသောအခါသင်အားထင်ရှားသောဘုရားသခင်ဖို့ထိုအရပ်၌ရစ်ပလင်ကိုတဲလော့ဟုယာကုပ်အားမိန့်တော်မူ၏ထိုအခါယာကုပ်သည်အိမ်သူအိမ်သားများနှင့်မိမိ၌ရှိသောသူအပေါင်းတို့ကိုခေါ်၍သင်တို့တွင်ပါသောတပါးမျိုးသားတို့၏ဘုရားတို့ကိုပြစ်ပယ်ကြလော့အဝတ်ကိုလဲ၍တန်ရှင်းခြင်းရှိစေကြလော့ယခုထ၍ဗေဒလအရပ်သို့တွားကြစို့ငါသည်ဆင်းရဲခံရသောကာလငါကိုထု၍ငါတွားသောလမ်း၌ကြွတော်မူသောဘုရားသခင်အဖို့ထိုအရပ်၌ရစ်ပလင်ကိုငါတီမီဟုဆိုလေ၏သူတို့သည်လည်းမိမိတို့၌ပါသောတပါးမျိုးသားတို့၏ဘုရားအပေါင်းတို့နှင့်နား၌ပန်သောနဗံတစာရှိသမျှတို့ကိုယာကုပ်အားပေး၍ယာကုပ်လည်းရှေခင်မြို့နားတွင်ရှိသောတပိတ်ပင်အောက်၌မြုပ်ထားလေ၏သူတို့ပြောင်းသွားကြသောအခါပတ်ဝန်းကျင်မြို့သားတို့သည်ဘုရားသခင်ကိုကြောက်ရွံ့၍ယာကုပ်သားတို့ကိုမလိုက်ဝံ့ဘဲနေကြ၏ယာကုပ်သည်မိမိ၌ပါသောသူအပေါင်းနှင့်တကွခါနာန်ပြည်လူဇမြို့ဒီဟုသောဗေတလအရပ်သို့ရောက်ကြသောရစ်ပလင်ကိုတီ၍ထိုအရပ်ကိုဗေတလအမည်ဖြင့်တဖန်သမုတ်ပြန်လေ၏အကြောင်းမူကားအကိုထမပြေးသောအခါထိုအရပ်၌ဘုရားသခင်ထင်ရှားတော်မူသည်ရေဗက္က၏အထိန်ဒေဘောရသေ၍ဗေတလအရပ်၌တပိတ်ပင်အောက်တွင်တင်းကြိုခြင်းကိုခံရလေ၏ထိုအပင်ကိုအာလုံဘာကုတ်ဟူ၍တွင်သည်အငယ်9မှ15ယာကုပ်သည်ပါဒနရန်အရပ်မှပြန်လာသောနောက်တဖန်ဘုရားသခင်ထင်ရှား၍ကောင်းချီးပေးတော်မူပြီးလျှင်သင်သည်ယခုယာကုပ်အမည်ရှိ၏နောက်၌သင်၏အမည်ကိုယာကုပ်ဟူ၍မခေါ်ရဣသရေလဟူ၍ခေါ်ရမည်ဟုမိန့်တော်မူလျက်ဣသရေလအမည်ဖြင့်သမုတ်တော်မူ၏တဖန်ဘုရားသခင်ကငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏တိုးပွားများပြားလော့လူတစ်မျိုးမကအမျိုးမျိုးတို့သည်သင်၌ဖြစ်ကြလိမ့်မည်ရှင်ဘုရင်တို့သည်သင်၏အမျိုးအနွယ်၌ဖြစ်ကြလိမ့်မည်အာဗြဟံနှင့်ဣဇက်အားငါပေးသောမြေကိုသင်နှင့်သင်၏အမျိုးအနွယ်အားငါပေးမည်ဟုမိန့်တော်မူ၏ထိုသို့ယာကုပ်နှင့်နှုတ်ဆက်၍မိန့်မြွက်တော်မူရာအရပ်မှဘုရားသခင်တက်ကြွတော်မူ၏ဘုရားသခင်နှုတ်ဆက်၍မိန့်မြွက်တော်မူရာအရပ်၌ယာကုပ်သည်ကြောက်တိုင်ကိုဆိုက်၍ကြောက်ဖြာပေါ်၌တွန်းလောင်းရာပူဇော်တကာကို၎င်းစီကို၎င်းလောင်းလေ၏ဗျာဒိတ်တော်ကိုခံရသောထိုအရပ်ကိုလည်းဗေတလဟူ၍တဖန်သမုတ်ပြန်လေ၏အငယ်16မှ22ထိုနောက်တဖန်ဗေတလအရပ်မှခရီးတွားပြန်၍ဧဖရမြို့နှင့်နီးသောအခါယာခေလသည်သားဖွားအံ့သောအချိန်ရောက်၍ပြင်းစွာသောဝေဒနာကိုခံရ၏ထိုသို့ပြင်းစွာခံနေရစဉ်တွင်ဝမ်းစွဲကမစိုးရိမ်နှင့်သားယောက်ျားကိုရပြီဟုဆိုလေ၏ယာခေလသည်တေအံ့ဆဲဆဲရှိ၍နံဝိညာဉ်ထွက်စဉ်အခါထိုသားကိုဘေနောနိအမည်ဖြင့်မှဲ့လေ၏အဖမူကားဗိယံမိန်အမည်ဖြင့်မှဲ့သည်ယာခေလသေ၍ဗက်လင်အမည်ရှိသောဧဖရမြို့သို့တွားသောလမ်းခရီးတွင်တင်းကြိုခြင်းကိုခံလေ၏ယာကုပ်လည်းတင်းချိုင်းပေါ်မှမှတ်တိုင်ကိုစိုက်လေ၏ထိုမှတ်တိုင်ကယနေ့တိုင်အောင်ယာခေလ၏တင်းချိုင်းမှတ်တိုင်ဖြစ်သည်ဣသရေလသည်တဖန်ခရီးတွားပြန်၍ဧဒါလင့်စင်ကိုလွန်ပြီးမှတဲကိုဆောက်လေ၏ထိုအရပ်၌နေသောအခါရုဗင်သည်တွား၍အဖ၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏ထိုသိတင်းကိုဣသရေလကြား၏ငယ်23မှ29ယာကုပ်သားတစ်ကျိပ်နှစ်ပါးရှိ၏လေအာတွင်မြင်သောသားကားယာကုပ်၏သားဦးရုဗင်အစရှိသောရှိမောင်လေဝိယုဒဣသခါဇာဗုလုန်တည်းယာခေလသားကားယောသပ်နှင့်ဗင်္ယာမိန်တည်းယာခေလ၏ကျွန်မဗိလဟာသားကားဒန်နှင့်နာသလိတည်းလေအာ၏ကျွန်မ
ဇိလပသားကဂဒ်နှင့်အာရှာတည်း။ဤသူတို့ကားပါဒနာရံပြည်၌ဘွားမြင်သောယာကုပ်၏သားများတည်း။ထိုနောက်ယာကုပ်သည်အာဗြဟံနှင့်ဣဇာက်တည်းခိုရာမံရေအရပ်ဟေဗြုန်မြို့တည်းဟူသောကိရယတာဘမြို့၌နေသောအဘဣဇာက်ထံသို့ရောက်လေ၏။ဣဇာက်အသက်သည်အနှစ်180နှင့်ပြည့်စုံသည်ရှိသောအသက်ကြီးရင့်ရာကာလပြည့်စုံရာ၌အသက်ချုပ်၍အနိစ္စဖြစ်သဖြင့်မိမိလူမျိုးစည်းဝေးရာသို့ရောက်လေ၏။သားဧသောနှင့်ယာကုပ်တို့သည်တင်းကြိုကြ၏